အမျိုးသမီးတဦးကသူမရဲ့အရင်ဆုံးတငယ်ချင်းကိုတတ်ချင်လို့တခြိုင်းတဲ့အတွင်းဓာတ်နဲ့82ကြိမ်ထိုးခဲ့ပါတယ်။ဒါပေမဲ့အံ့အားသင့်စရာကတငယ်ချင်းကအသက်ရှင်နေလဲမကနာကျင်မှုတောင်မခံစားရပါဘူး။အဲ့ဒီအတွက်သူမကပိုပြီးအကြမ်းဖက်လာပြီးပိုအားတစ်ထောင်ရှိတဲ့လျှက်စစ်ရှော့ဆက်ကိုယူပြီးလက်တွေကိုကျိုးချိတ်ကခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတယ်။ဒါပေမဲ့အံ့ဩစရာကဒီတစ်ခါလဲဘာမှမဖြစ်ပါဘူး။သူမကမသေးနိုင်တဲ့လူတစ်ယောက်တကယ်ရှိနေတာလားလို့မယုံနိုင်အောင်ဖြစ်သွားပေမဲ့လက်လွတ်မပစ်ပဲအစိတ်စိတ်တစ်လုံးကိုတိုက်ကျွေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါနဲ့တောင်မသေးပါဘူး။နောက်ဆုံးမှာတော့အလွန်နဲ့ဆိုင်တဲ့ကြိုင်တဲ့ကိုတွန်းချလိုက်ပါတယ်။ဒီတစ်ခါတော့တေမယ်လို့ယုံကြည်ပြီးအုတ်ကူအထီတောင်စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ဇာပနာစတင်ချိန်မှာပဲတေသွားတဲ့တငယ်ချင်းကအသက်ရှင်လျက်ပြန်ပေါ်လာခဲ့ပါတယ်။တကယ်တော့သူမဟာအသက်3သူညရှိပြီးသားမသေးနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အရင်ကအေဂရစ်တစ်ပါးကမသေးနိုင်တဲ့ဈေးကိုတာမန်လူတွေကိုစမ်းသပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးတွေကိုကယ်တင်ဖို့ကြိုးစားတဲ့စစ်ဗိုလ်တအုပ်ကိုအတင်းကျပ်ဆေးတောက်ခိုင်းခဲ့ပါတယ်။လူတိုင်းကတေမယ်လို့ထင်နေချိန်မှာရုတ်တရက်မိုးနှင်းတွေကျလာပြီးမိုးတိမ်အမဲတွေဖုံးလွှမ်းသွားကအဲ့ဒီစစ်ဗိုလ်ကမသေးနိုင်တဲ့ကိုခန္ဓာနဲ့ပြန်လဲအသက်ရှင်လာခဲ့ပါတယ်။ကြောက်ရွံ့သွားတဲ့အေဂရစ်ကသူမကိုတတ်ဖို့အမိန့်ပေးခဲ့ပေမဲ့ဘလို့အဖြစ်ပေးသူမကမသေးပဲနာကျင်မှုလည်းမခံစားရပါဘူး။စစ်သားတွေကြောက်လန့်ပြီးထွက်ပြေးသွားချိန်မှာသူမကအေဂရစ်ကိုတတ်ပြီးကလေးတွေကိုလွတ်မြောက်စေခဲ့ပါတယ်။အဲ့ဒီကလေးတွေကမျိုးဆက်တိုင်းသူမကိုအစေခံမယ်လို့ကြိတ်ဆိုခဲ့ပြီးဒီဆက်သွယ်မှုက3သူညနှစ်ကြာဆက်လက်တည်ရှိခဲ့ပါတယ်။တနေ့မှာအသက်အရွယ်ကြီးလာတဲ့မျိုးဆက်အဖိုးတဦးကသူမကိုစိုးရိမ်ကြောင်းပြောလာပါတယ်မသေးနိုင်တဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်သူမဟာနှစ်တရတစ်ချိန်တစ်လလောက်မျက်စိမမြင်နိုင်တော့တာကြောင့်ပါအဲ့ဒီအခါဖိုးရဲ့မြေမလေးကသူမရှိမှတူးထောက်ပြီးဒီနေ့ကစပြီးကျမကတင့်ကိုစောင့်ရှောက်ပါမယ်လို့ပြောပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်မခွဲမကွာနေခဲ့ကြပြီးအုတ်ရှင်နဲ့အစေခံဆက်ဆံရေးကိုကြော်လွန်ကစစ်မှန်တဲ့တငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်မိန်းကလေးကသူမပေါ်ကိုလှုပ်ဝက်ဆန်းတက်မှုတွေဘလောက်လုပ်မသေးနိုင်တဲ့အမျိုးသမီးကအမြဲခွင့်လွှတ်ခဲ့ပါတယ်ဒါပေမဲ့တနေ့မှာလူတစုကမိန်းကလေးကိုပြန်ပေးဆွဲပြီးမသေးနိုင်တဲ့အမျိုးသမီးကိုချင်းချောက်ပါတယ်မသေးနိုင်တဲ့လှုပ်ဝက်ချက်ကိုမပြောရင်သူမကိုတတ်မယ်လို့ပါအဲ့ဒီအခါမိန်းကလေးကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ကျမမရှိတော့ရင်ဘယ်သူမှတင့်ကိုချင်းချောက်လို့မရတော့ဘူးလို့ပြောပြီးကိုတက်တည်သွားခဲ့ပါတယ်ဒီကိုမြင်လိုက်ရတဲ့မသေးနိုင်တဲ့အမျိုးသမီးကအယူမဲလို့ဖြစ်သွားပြီးသူတို့အားလုံးကိုတက်ပစ်လိုက်ပါတယ်နောက်ပြီးကိုသွေးနဲ့မိန်းကလေးရဲ့နားနောက်မှာအနီအောင်မှတ်ချပြီးနောက်ဘဝမှာဘယ်ပုံစံနဲ့ပြန်မွေးမင်းကိုငါအတိအကျရှာတွေ့မယ်လို့ကြိမ်ဆိုခဲ့ပါတယ်။ရာစုနှစ်တွေကြော်လွန်သွားပေမဲ့သူမကမင်းကလေးကိုမတွေ့နိုင်ခဲ့ပါဘူး။ဒီနေ့မှာတော့ဒီနေ့မင်းသူမနဲ့ပြန်ဆုံမယ်ဆိုတဲ့သတင်းကိုကြားပြီးကားနဲ့အလင်းအမြန်ထွက်လာခဲ့ပါတယ်။လမ်းမှာပစ္စည်းပို့တဲ့မင်းကလေးတယောက်နဲ့တိုက်မိပြီးဒဏ်ရာရနိုင်တဲ့ထင်လို့ရွှန်900ပေးခဲ့ပေမဲ့အဲ့ဒီမင်းကလေးကအကြီးအကျယ်လိုက်လံတောင်းဆိုလာပါတယ်။အချိန်မရှိတဲ့အတွက်ဒေါသနဲ့ရွံတရသူညပေးပြီးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမမသိခဲ့တာကအဲ့ဒီ delivery မိန်းကလေးဟာသူမရဲ့အဟောင်းတငယ်ချင်းဘဝအစ်စ်နဲ့ပြန်မွေးလာသူဖြစ်နေတာပါပဲဒါဆိုရင်နောက်တစ်ဆက်မှာဘာတွေဖြစ်လာမလဲ